ဆိုတက်လောက်မလောက်ဆွမ်းစားရှိလောက်ကူညီတတ်သည်ဆရာတော်ဖျားရဲ့အကူအထားရတဲ့ပြောကြီးလာပြီးခတ်လီမှာပပလေးနဲ့လွတ်လွတ်တက်တက်သူရဲ့ဗီဇတရွာလုံးကချစ်သည်ပြောကြီးလာပါပြီKata siaga menu mau jong nari saga sabu no menu salu pura kaja lo jenghe tulis kami tujuh lah Wah, iya ini. Hong makono ayah menu mau jong nari saga menu salu sari pura kaja lo jenghe tulis kami tujuh lah era mimi ya dana tu Daga mari lutan thare asa daw ko menu sa daw bio menu at sin edi telesan li lo lu da nga sa do de kudu ya de kwe ma do na ko bo lo di ya di de pai che ya ho phong pin ya Tao mấy Uzi cầm đây me daw yu me nga da nga mi no tu su ko menu ne ya so no Còn là qua đại các cái vật mà đi du lịch xong rồi phong bì hà ra chuyện chăm mà ra bà gì chân là ra bà gì đại các bạn bảo long anh ấy ra rồi đi kinh sinh ra bà gì Yên không vậy bà rụt Xin lỗi ạ. Chú phố màu ê
နေကင်းကြတော့ဖုံဖုံတရားထိုင်တဲ့အချိန်မှာအတန်ဆူညာမလုပ်ကြနဲ့နော် ဒီမှာဒီမှာ ဖုံဖုံတရားထိုင်နေတဲ့အချိန်မှာမင်းတို့ငြိမ်းပြီးဖုံဖုံကုသရလို့မင်းတို့လည်းကုသရတယ် ဒီမှာ အေးကဲဖုံဖုံဘာတော့မတရားထိုင်တော့မယ်နော်ဟောမေး ဖေရ အားလုံးကြောင့်ဝေယဝိဆာကိစ္စတွေကိုမင်းဥဆောင်လုပ်ရမယ်နော် ဖေရဖေရ မေး ဖေရ ဖြိုကြီးကိုတော့ဦးစားပေးနော်ကိုညီလေးကိုကြားလား ဒီမှာဖေရ အေးသာဓု ။ညပြောကြီး ညာ ။ကိုင်းပြောတာကြားရနော် ကြားတယ် ။ဒီကျောင်းရဲ့ဝေယဝိဆတွေကိုဦးစီးဦးဆောင်လုပ်ရမှာလေ ကိုမေး ။အေးဒီကျောင်းကဘယ်သူရောက်တာလဲ ကိုမေးရောက်တာ ။ဒီကငါစီနီယာမဟုတ်ဘူးလား ဟုတ်တယ် ။ဘောပေါ်ရနော် ဟာ ။အဲ့ဒါကငါမြတ်တာပဲကြိုက်။ဒီကြိုက်ထဲမှာရှိတယ်။စိုးဟင်းတွေကိုရှားပြမှာသွားရင်လေ။ဖြိုကြီးကိုဦးစားပေးပါတဲ့ ဟုတ်တယ် ။ဟုတ်တယ်နော်။မင်းကိုဦးစားပေးတဲ့အနေနဲ့ငါရင်ရွေးမယ် ကျွန်တော်လေ ။ဟေ့အောင်ဘယ်သူစီနီယာလဲ ကိုမေးဗျာ မင်းကဘာငါ့ဘာမကြည့်လို့လားမကြည့်ရမင်းရွေးလိုက်မင်းရွေးလိုက် ပြည့်ဟာဒါပေမဲ့ဘုံမဘာပြောလဲ ဒီကျောင်းရဲ့ဝေယဝိချက်တွေငါဦးစီးပြီးလုပ်ရမှာတဲ့ အဒီကိုဦးစားပေးရမလဲ ဖြိုကြီးကိုဦးစားပေးတဲ့